ဒီနေ့တော့အချိန်နဲ့တိတ်ပေးစရာမလိုခလီရောလူကြီးပါအကြိုက်တွေ့စေမယ်ဟင်းအတွက်ဆက်လေးပါဒီနေ့ချက်ပြမှာမယ်ပါတော့ဘုံလုံးသီးလေးတွေကိုချစ်ပြီးတော့ဗောနော်အစိတ်ကလေးလေးစိတ်ထားပေးမယ်ကြက်သွန်နီလေးစိတ်သက်မယ်ဗောနော်နန်းနင်းလေးထည့်ပြီးတော့သူတို့မှွေးသွားတဲ့အထိစိတ်သက်ပါမယ်ပြီးရင်တော့ဘုံလုံးသီးလေးတွေထည့်ပြီးတော့သူတို့နှစ်ခုကိုဗောနော်လုံးပေးမယ်အရသာတက်ကတော့စားလေးထည့်ပါတယ်အချိန်သိပ်ပေးစရာမလိုအောင်လို့ပါတော့ ready ရဲ့ကြိတ်ရွက်ချက်ကလေးကိုသုံးထားတယ်။သူကဒီတိုင်းလေးလဲဖောက်စားလို့ရတယ်လို့ပါတို့တို့မိသားစုများတဲ့သူတွေအတွက်အတီးအနှံတစ်ခုခုနဲ့ရောနှောစားလို့ရတယ်။သူကအချိုချက်ကလေးဆိုတော့လေအဆက်မစားနိုင်တဲ့တသားမီမီလေးတွေအတွက်လည်းတော်တော်လေးကိုလည်းအဆင်ပြေတယ်။ကဲသူတို့ရေလေးအနှိမ့်ငယ်ထည့်ပြီးတော့ပါတော့ချက်ထားပေးမယ်ပေါ့နော်။အရသာကတော့ကိုလိုတလိုပြင်ဆင်လို့ရတယ်။ကဲခဏလေးပါပဲဘုံလုံးသီးလေးနူးတာနဲ့ရပါပြီပေါ့နော်။ကဲသူနဲ့လိုက်ဖက်မယ်နောက်ထပ်ဟင်းအတွက်ဆက်ကလေးကတော့ငပီလေးကိုခက်ဆက်ဆက်ကလေးတုပ်ပါမယ်ဒါကတော့လူကြီးတွေအတွက်ပေါ့နော်ကျက်သွန်နီလေးမြများလေးထည့်မယ်ကင်ထားတယ်ငပီလေးတွေကိုထည့်မယ်ငရုတ်သီးစိမ့်ထည့်မယ်တမယာသီးထည့်မယ်အချုံမုံနှဲငယ်ထည့်မယ်စီထည့်မယ်အယောင်အတွက်ပါတော့ငရုတ်သီးအကြက်မုတ်ကလေးပါထည့်လိုက်တယ်ကဲသူတို့ကိုနင်းဖက်ပြီးရင်တော့ရပါပြီပေါ့နော်ကဲအခုဆိုလို့ရှိရင်ခလေးရောလူကြီးပါနှစ်ယောက်လုံးအတွက်အဆင်ပြေစေမယ့်ဟင်းအတွက်ဆက်လေးရပါပြီအားလုံးပဲစက်ကောင်းကြပါစေရှင်